ဦးဇင်းတို့လည်းပြောဥပါတယ်တခါကြီးဒီမှာကြီးများလည်းမှတ်သားဖို့ပါတယ်တခါကဘဟုဆရာကြီးကဘဟုရုပ်ထုကြီးတစ်ခုထုထားတယ်ဟုတ်လားအဲ့ဒီအယုတ်လူယုတ်ကြီးကသူဟာမျက်နှာပေါ်မှာဆပင်လေးအုပ်ထားတယ်လက်နှစ်ဖက်မှာလည်းပဲအတောင်မှအကြီးကြီးတက်ထားတယ်အတောင်မှကြီးနှစ်ခုနဲ့ဒီဘဟုရုပ်ကိုလာတော့ကြည့်ကြတဲ့လူတွေကနားမလဲဒါပါလေရေးထားတာအခွင့်ရေးတယ်အဲ့ဒီမှာဘဟုဆရာရှင်းပြတယ်တဲ့အခွင့်ရေးဆိုတာမမြင်နိုင်ဘူးတဲ့တာမန်လူတွေဒါအခွင့်ရေးပဲလို့တာမန်လူတွေကမသိနိုင်ဒါကြောင့်မျက်နှာမှာဆပင်နဲ့အုပ်ထားတာဒါနဲ့အတောင်မှကြီးတစ်စုံကဘာလို့တက်တာအောင်ဆိုအခွင့်ရေးဆိုတာအခက်မသိရင်ပြုံးနဲ့ပြန်ပြေးတတ်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့အခုအခွင့်ရေးကတော့ဘုရားသာသနာနဲ့တွေ့ရတဲ့အတွက်ကြောင့်အခွင့်ရေးကတော့အကြီးအကျယ်ဆုံးအခွင့်ရေးပါပဲတော့လူဖြစ်ကမြတ်နဲ့အခွင့်ရေးကပြည့်စုံပြီလို့မဆိုနိုင်သေးဘူးတော့သာသနာနဲ့တွေ့ခွင့်မရတဲ့လူဟာတိတ်ပြီးတော့တန်ဖိုးရှိတယ်လို့ပြောလို့မရဘူးသာသနာနဲ့တွေ့ခွင့်ရတဲ့လူသေးသားနဲ့ပြည့်ဝတဲ့အခွင့်အရေးဘာမှမဆိုဖြစ်နိုင်တဲ့အနေအထားကိုရတယ်လို့ပြောရတယ်